နောက်နံပါတ်3ကျတော့အောက်ကံဒိဋ္ဌိနေနာမရူပံအောက်ကံဒိဋ္ဌိနေနော်တချို့ကလည်းဩကံဒိဋ္ဌိနေလို့လည်းရွတ်တယ်အောက်ကံဒိဋ္ဌိနေအောက်ကံဒိဋ္ဌိနေနာမရူပံအောက်ကံတိဆိုတဲ့စကားလုံးကဘာလို့ဆိုရင်အောက်ကံတိဆိုဝင်ရောက်ခြင်းပဲဝင်ရောက်လာတဲ့ခဏဝင်ရောက်လာတဲ့ခဏဆိုဘယ်ကိုဝင်ရောက်လာတာတော့ဆိုမိခင်ဝမ်းထဲမှာသတိတင်တာကိုပြောတာတကယ်ကတော့ဝင်လာတာတော့မဟုတ်ဘူးဝင်လာတယ်လို့လည်းပြောလို့ရတာပေါ့လေနော်ဝင်လာတယ်လို့ပြောရတာကဲကိုယ့်ကိုစဉ်းစားကြည့်ပါလားအိပ်ပြောနေတော့အတွေးဝင်လာတယ်ဆိုဘယ်တကားဘောက်ကဝင်လာအဲ့တော့မနောဘောက်ကဘယ်နားမှာနေတာတော့ဝင်လာတဲ့လို့သာသုံးတာလေဘယ်သူကတကားဖွင့်ပေးလို့တော့ဒါပဲဝင်လာတယ်လို့သုံးတာမဟုတ်လားအာယုစီကိုစိတ်ကတွေးမိတာကိုပဲဝင်လာတယ်လို့ပြောတာလေတကယ်တော့ဟိုကနေဝင်လာတာမှမဟုတ်တာဝင်လာရင်တရားတကားပိတ်ထားဘယ်လိုလုပ်ဝင်စရာတကားပေါက်မှမရှိတာအဲ့အတွေးတွေဝင်လာတယ်ဆိုတာအတွေးတွေကပြင်ဘက်ကနေဝင်လာတာအတွေးတွေလက်ချမ်းနေတဲ့အတွေးတွေတို့ခွေးဟောင်းလို့ထွက်ပြေးသွားတဲ့အတွေးရှိအောင်မှာပေါ့အဲ့ဒါဆိုရင်အဲ့ဒါလို့မရှိဘူးဆိုရင်ဒါဝင်လာတာမဟုတ်ဘူးခေါင်းနဲ့ပေါ်လာတာလို့ပြောရမှာအဲ့ဒါလိုပဲမိခင်ဝမ်းနဲ့ဝင်လာတယ်ဆိုတာတကယ်ကတော့ဖြစ်လာတာကိုဆိုလို့တယ်ဟုတ်ကဲ့အရက်သုံးစကားလို့ခေါ်တယ်ဒါမိခင်ဝမ်းနဲ့ဝင်လာတယ်ဆိုတာဝင်လာတာမဟုတ်ဘူးမိခင်ဝမ်းထဲမှာသတိဖြစ်သတိတီးတာကိုဆိုလို့တယ်အဲ့ဒါကိုအောက်ကဒိဋ္ဌိနေပဋိသရေခဏ၌ဝေးလာတဲ့ခဏလေးပဋိသရေစိတ်ဖြစ်တဲ့ခဏလေးလို့ဆိုလို့တယ်မိခင်ဝမ်းထဲမှာသတိတီးတဲ့ခဏစပြီးတော့ဖြစ်တဲ့ခဏလေးမှာတဲ့နာမရူပံနာနဲ့ယုတ်လို့ဆိုတဲ့အချိန်မှာအဲ့ဒီအချိန်မှာနာဆိုသည်မှာဒီပရိစ္ဆေသမုပ္ပါဒ်နဲ့ပြောရင်သင်္ခါရပစ္စယဝိညာဏအဲ့ဒီဝိညာဏရဲ့ဝိညာဏပစ္စယနာမရူပံမှာပါတယ်နာမနဲ့ရူပဟုတ်လားဝိညာဏနဲ့နာမရူပအဲ့ဒီတရေစိတ်လေးဖြစ်လာတဲ့အချိန်လေးမှာဟိုကဗ္ဗတေယကတရဝါတွေဆိုလို့ရှိရင်လေကြည့်ကမ္မဇယုတ်က30တဲ့ကာယတတကကလဝဋ္ထုတတကကလဘာဝတတကအဲ့ဒီဘာဝဖြစ်စေပုံဘာဝဖြစ်စေဟုတ်လားတတကကလ3ခုကမ္မဇကလ3ခုကမ္မဇကလ3ခုရုပ်ပေါင်း30အဲ့ဒါရဲ့ပရိသေစိတ်ရဲ့စေရသိက်ရဲ့အဲ့ဒါကိုပြောတာနာမရူပဆိုတာဟုတ်ကဲ့လားနာမရူပဆိုတာတခြားဟာပြောတာမဟုတ်ဘူးပရိစ္ဆေသမုပ္ပါဒ်မှာပြောတယ်ဝိညာဏပစ္စယနာမရူပံရဲ့သင်္ခါရပစ္စယဝိညာဏရဲ့ပရိသေစိတ်ရဲ့ပရိသေစိတ်နဲ့ရှင်းလာတဲ့စေရသိက်တွေရဲ့နောက်ကမ္မဇယုတ်တွေရဲ့အဲ့ဒီတရေခဏမှာတကွဖြစ်တူတကွဖြစ်တယ်ဆိုတာပရိသေစိတ်နဲ့ကမ္မဇယုတ်ဟာပြိုင်တူဖြစ်လာတယ်နှစ်ခုစလုံးဟာဘယ်သူကနေလှုပ်လိုက်တာတော့ဘယ်သူကနေပြီးထုတ်လုပ်တာတော့ဆိုကံကနေထုတ်လုပ်လိုက်တာကံတရားကမတူတဲ့အကျိုးတရားနှစ်ခုကိုထုတ်လုပ်ပေးလိုက်တယ်ကံတရားကတပြိုင်တည်းဖြစ်စေလိုက်တယ်ဘာကိုထုတ်လုပ်တုံးဆိုရင်ပရိသေစိတ်စေရသိက်ကတစုနန္တရားကမ္မဇယုတ်ကတစုဟောရုပ်နဲ့နာနှစ်ခုစလုံးကိုပြိုင်တူထုတ်ပေးလိုက်တာဒါကပစ္စောကာရဘုံနေမှာပေါ့ခန္ဓာ၅ပါးရှိတဲ့ဘုံနေမှာအဲ့လိုပြိုင်တူထုတ်ပေးလိုက်တယ်အဲ့တော့ဘဝဆိုတာအမတမဆန်းတာဖြစ်သောကြောင့်နာမရှိတဲ့ဘုံကြတော့ရုပ်ပဲထုတ်မှာပေါ့ရုပ်မရှိတဲ့ဘုံကြတော့နာမဲထုတ်မှာပေါ့ဒီလိုလဲယူရမှာပေါ့နော်အဲ့လိုလဲဆိုလို့တယ်ရေပုံရအဖြစ်ဆိုရင်ပဋိသရေခဏမှာယုံနဲ့နာနဲ့ပြိုင်တူဖြစ်လာတယ်အဲ့ဒီပြိုင်တူဖြစ်လာတဲ့ယုံနဲ့ဟာ bond together ဘယ်သူကရှေ့ကြတယ်ဘယ်သူကနောက်ကြတယ်မရှိဘူးမိခင်ဝါနဲ့မှာပြိုင်တူဖြစ်လာကြတာခေါင်းကလေးနှစ်ခုပြုံပြီးတော့စုပြီးတော့ဝင်လာကြဟုတ်လားကလလရေကြီးအဆင့်မှာရှုံးတဲ့နံဟာပြိုင်တူဝင်လာကြတာပြိုင်တူဖြစ်လာကြတာအဲ့ဒါကိုပြောတာဩကဒိဋ္ဌိနေနာမရူပံဆိုတာကလလရေကြီးပြိုင်တူဖြစ်လာအဲ့တော့ဒီနေရာမှာနာမရူပံဆိုတာခန္ဓာ၅ပါးရှိတဲ့ပုံတွေကိုရည်ညွှန်းပြီးတော့ပြောတာမို့ရုပ်ရှိတာကရုပ်ရောနာရောနှစ်ခုစုံတာကပစ္စောကာရ26ပုံပဲရှိတာကို
အတ္တညတဘုံမပါဘူးအရူပဘုံမပါဘူးအဲ့ဒါကြောင့်မို့ရောနာရောနှစ်ခုရှိတဲ့ဘုံတွေမှာတရေစိတ်လေးနဲ့တရေစိတ်လေးဖြစ်တဲ့အချိန်မှာနာနဲ့ရုပ်ဒီဖြိုင်တူဖြစ်တာမို့ reciprocal bond together သဟဇာတတ္တိနဲ့ကျေစုပြုတယ်လို့နံပါတ်3ကအဲ့ဒါကိုပြောတာ